ပီဇာဘူးကိုသူမရဲ့ပေါင်ပေါ်မှာတင်ပေးလိုက်တဲ့အခါပီဇာရဲ့အငွေ့တွေကသူမမျက်နှာကိုရိုက်ခတ်သွားပါတယ်။သူမမျက်လုံးလေးတွေမှိတ်ပြီးအနံ့ကိုအဝရှူလိုက်တဲ့ပါပင်မော်ကအရေးကြောင်းတွေကြားမှာမျက်ရည်တစ်စက်စီကျလို့လာပါတယ်။ကျွန်တော်ကားစီပြန်လဲလာခဲ့တယ်။အဲ့ဒီနေ့ကကျွန်တော်ဆွေးမြေ့နေတဲ့ဝရန်တာပေါ်မှာရက်နေရင်အနွေးတွေကိုဖောက်ထွက်လာတဲ့အေးဆက်လာတဲ့စောင်းနေချမ်းကိုအန်တူနေရပါတယ်။ဘောက်ချဘော်ကညွှန်ကြားချက်မှာတော့အနောက်ပေါက်ကိုလာပါတကားကိုခပ်ပြင်းပြင်းခောက်ပါလို့အရေးထားတယ်။ဒီနေရာကလူစင်းရဲရက်ွက်တော့မဟုတ်ပါဘူး။အချင်းတွေကတော့တိတ်လည်းမထူလာပါဘူး။မြို့စွန်နာကမိလျော့ခံထားရတဲ့ပြည်စုံလေးတွေတဲ့ကအိမ်တစ်လုံးမှာအိမ်ထဲမှာမီးတစ်လုံးမှလင်းမနေပါဘူး။ကျွန်တော်တကားကိုခောက်လိုက်ပါတယ်။ဝင်ခဲ့ပါတဲ့အထက်ကနေအကွဲကွဲအတန်လေးထွက်လာတာပါကျွန်တော်တကားကိုတွန်းဖွင့်လိုက်တဲ့အခါအိမ်ထဲကလေလူကအပြင်ကထက်တောင်ပိုပြီးတော့အိမ်နေတယ်လို့ပါပဲစောင်းအဟောင်းတွေပတ်ထားတဲ့ထိုင်ကုန်ပေါ်မှာထိုင်နေတဲ့အဖွားအိုတယောက်တွေ့ရပါတယ် TV လည်းမရှိရေဒီယိုလည်းမရှိတောက်တနေရာကမှမီးအိမ်လေးတစ်လုံးရဲ့သူမရဲ့ခပ်ပြင်းပြင်းရှူနေရတဲ့အသက်ရှူတန်ရဲ့ပဲရှိပါတယ်ကျွန်တော်ကင်ထားတဲ့ပီဇာဘူးကိုကြည့်နေတဲ့သူမရဲ့အကြည့်တွေကရွှေတုံးကြီးကိုကြည့်နေတယ်လို့ပါပဲအေးနေတာတောင်းမှန်ပါတယ်ကွယ်လို့သူမကပြောရင်းတုံရင်နေတဲ့လက်တွေနဲ့ဘေးနားကဇပွဲပေါ်ကပလက်စတစ်အိမ်လေးကိုလှမ်းယူလိုက်ပါတယ်နှလုံးဆေးဖို့စုကျင်လို့ဒီဇင်ဘာလမရောက်မချင်းအပူအေးဆက်မဖွင့်မဲနဲ့နေကြတာပါတဲ့သူမကအိတ်ကလေးကိုလှမ်းပေးပါတယ်အကျွေစေ့တွေမို့တော်တော်လေးကိုလင်းနေပါတယ်အဖွားနှစ်ခေါက်လောက်ပြင်ရည်ထားပါတယ်ဆိုဖာကြားထဲကရှာတွေ့တဲ့ငါးပြားစေ့ဆယ်ပြားစေ့တွေအများစုပါပဲပြည့်ရဲ့လားကွယ်လို့မေးရှာပါတယ်ကျတဲ့ငွေက$14ခွဲပါကျွန်တော်အိတ်ကိုမယူဖြစ်တော့ပါဘူးသူမရဲ့အနောက်ဖက်မိဖို့ကြောင့်တဲ့ကိုလှမ်းကြည့်လိုက်မိတဲ့အခါရေခဲတစ်တာတကားကဟနေတယ်အထဲမှာဘာမှမရှိဘူးဟောင်းနွမ်းနေတာတွေမဟုတ်ပဲဗလာဖြစ်နေခြင်းမှာတဝက်ဖဲကြံတော့တဲ့ရေဘူးရဲ့မုတ်ဖုတ်ဆိုတာတဘူးရဲ့စေးဆိုင်ကပေးလိုက်တဲ့စေးတုံကြီးတထုပ်ရဲ့ပဲရှိပါတယ်သူမပြင်းလို့ပီဇာမှာစားခြင်းမဟုတ်ပါဘူးအိမ်တိုင်ရာရောက်လာပို့ပေးတဲ့အသက်သာဆုံးအစားအစာဖြစ်နေတာကြောင့်ပြီးတော့သူမကိုယ်တိုင်ချက်ပြုတ်ဖို့အားအင်မရှိတော့လို့မှာစားခြင်းဖြစ်ပါတယ်သူမဟာတဘွားလုံးအလုပ်လုပ်ခဲ့သူပါနေရန်ဘော်ကဓာတ်ပုံအဟောင်းလေးတွေထဲမှာ80ခုနှစ်ဝန်းကျင်ကသူနာပြုဆရာမဝတ်စုံနဲ့သူမရဲ့ပုံရိပ်တွေကိုမြင်နေရပါတယ်နှစ်ပေါင်း40ကြာအောင်တခြားသူတွေကိုပြုစုစောင့်ရှောက်ခဲ့တဲ့သူမဟာအခုတော့အမှောင်ထဲမှာထိုင်ရင်နှွေးထွေးမှုဆေးဝါးနဲ့အစားအစာဒီသုံးခုတည်းကတစ်ခုကိုမရမကရွေးချယ်နေရရှာပါတယ်ကျွန်တော်ရင်ထဲမှာဆွတ်တက်လာတယ်တကယ်တော့အဖွားအဲ့ဒီလိုပြောရင်ကျွန်တော်စကားဆက်လို့မရလို့ခဏရက်လိုက်ပါတယ်ပြီးတော့ကျွန်တော်လိန်ပြောလိုက်မိပါတယ်စက်ထဲမှာအမားတစ်ခုဖြစ်သွားလို့ပါအဖွားကဒီနေ့အတွက်ကျွန်တော်တို့ရဲ့တရားမြောက်ဝယ်ယူသူဖြစ်နေတယ်ဒါကြောင့်အခမဲ့ပါပဲလို့ပြောလိုက်တဲ့အခါသူမခဏငြိမ်သွားပါတယ်နောက်တေးကြလို့လားကွယ်မင်းပြဿနာတက်မှာစိုးရိမ်ပါတယ်တဲ့ကျွန်တော်ကမန်နေဂျာပါဖွာရပါတယ်လို့ပြောလိုက်တယ်ကျွန်တော်ထပ်လိန်လိုက်မိခြင်းဖြစ်ပါတယ်ပီဇာဘူးကိုသူမရဲ့ပေါင်ပေါ်မှာတင်ပေးလိုက်တဲ့အခါပီဇာရဲ့အငွေ့တွေကသူမမျက်နှာကိုရိုက်ခတ်သွားပါတယ်သူမမျက်လုံးလေးတွေမှိတ်ပြီးအနံ့ကိုအဝရှူလိုက်တဲ့ပါပင်မော်ကအရေးကြောင်းတွေကြားမှာမျက်ရည်တစ်စက်စီကျလို့လာပါတယ်ကျွန်တော်ကားစီပြန်လဲလာခဲ့တယ်ကားဆက်ကိုချက်ချင်းမနှိုးဖြစ်ပါဘူးခဏလောက်ငိမ်ထိုင်နေလက်စစ်တွေဖြူသွားတဲ့အထိကားစတွေယာရင်းကိုတင်းတင်းဆုပ်ကင်ထားမိတယ်ပြီးတော့ရုံးကိုစားပို့လိုက်ပါတယ်ကားဘီးပေါက်သွားလို့နောက်ထပ်45မိနစ်လောက်ကြာမယ်လို့ကျွန်တော်လမ်းထိပ်ကကုန်တိုက်ကြီးစီကားမောင်းသွားလိုက်ပါတယ်အပူပစ္စည်းတွေမဝယ်ပါဘူးသူမအတွက်တကယ်လို့အမဲ့အရာတွေကိုဝယ်တယ်နို့
ကြက်ဥပေါင်မုတ်စီတူဘူးအလွယ်တကူဖွင့်စားလို့ရတဲ့အစားအစာတွေနောက်ငပြောသည်အုတ်ကြုံနဲ့အသင့်စားလို့ရတဲ့ကြက်ကင်နှကောင်ကိုဝယ်လိုက်ပါတယ်ကျွန်တော်ဝင်သွားတဲ့အချိန်မှာအဖွားကဒုတိယမြောက်ပီဇာတစ်ချက်ကိုအရန်ကိုစာလောင်မွတ်သိမ့်နေတဲ့ပုံစံနဲ့စားနေပါတယ်အဲ့ဒီပုံစံကိုမြင်ရတာကျွန်တော်ရင်ကိုဝမ်းနဲ့ဆိုးနေစေပါတယ်ကျွန်တော်ဝယ်လာတဲ့အိတ်တွေကိုမီးဖိုချောင်စပွဲပေါ်မှာထုတ်တင်လိုက်တဲ့အခါအဖွားကစားတာကိုရက်လိုက်တယ်လက်ထဲကပီဇာချက်လေးပြုတ်ကျသွားရှာတယ်။အိုးဒါတွေကဘာတွေလဲကွကျွန်တော်အဖွားလဲတခြားပြည်နယ်မှာတယောက်တည်းနေတာပါအဖွားလိုပဲဝင်ငွေနည်းနည်းလေးနဲ့တယောက်တည်းရုန်းကန်နေရတာတကယ်လို့ကျွန်တော်အဖွားသာတစ်နေ့မှာအမောင်ထဲမှာတယောက်တည်းရှိနေခဲ့မယ်ဆိုရင်တယောက်ကဒီလိုမျိုးလုပ်ပေးနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်မိလို့ပါလို့ပြောလိုက်မိတယ်သူမကျွန်တော်စီကိုထလာဖို့ကြိုးစားပေမဲ့အားမရှိရှာပါဘူးကျွန်တော်ပဲသူမစီကိုသွားလိုက်တယ်သူမကကျွန်တော်လက်ကိုအတင်းဆုပ်ကင်ထားတယ်ပိန်လီနေတဲ့လူတယောက်ရဲ့အင်အားထက်ပုံမပြင်းထန်တဲ့ဆုပ်ကင်မှုမျိုးနဲ့ကျွန်တော်ကိုစုပ်ကင်လာတယ်ပြီးတော့ကျွန်တော်လက်ကိုသူမရဲ့နဖူးပေါ်တင်ပြီးရှိုက်ကြီးတငင်ငိုပါတော့တယ်အဖွားလေး45နှစ်လုံးလှုပ်ခဲ့တာပါအရာအလုံးကိုမှန်အောင်နေထိုင်ခဲ့တာပါဘာကြောင့်ဒီလိုအခြေအနေမျိုးရောက်သွားခဲ့တယ်ဆိုတာအဖွားကိုယ်တိုင်နားမလည်နိုင်တော့ပါဘူးတဲ့ကျွန်တော်အဖွားအိမ်မှာတနားရီလောက်နေပေးခဲ့ပါတယ်ပရင်းပေါက်ကနေနေမဝင်အောင်တေချာပိတ်ပေးခဲ့တယ်မိကျွန်းနေတဲ့မီဒီအဟောင်းတွေကိုအသစ်လဲပေးခဲ့တယ်မထွက်ခင်မှာအပူပေးဆက်ကို80ဒီဂရီအထိတင်ပေးလိုက်တယ်ဒါပေမဲ့မီတာကားလို့သူမကစိုးရိမ်တကြီးနဲ့စပြောရှာတယ်ဒီခါကျွန်တော်ကဒီညအတွက်မီတာကားကိုစိတ်မပူပါနဲ့ဘွားလို့ပြောခဲ့လိုက်တယ်အဲ့ဒီညကအလုတ်ဆင်းချိန်မှာကျွန်တော်အိတ်ကတ်ထဲမှာအရင်ကထက်ပိုက်ဆံတွေပိုနေသွားခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တခုပြောပြမယ်ကျွန်တော်တို့ဟာကမ္ဘာအချမ်းသာဆုံးနိုင်ငံမှာနေထိုင်နေကြတာပါအကာတာတွေကိုဒုံးမြန်တွေလွှတ်တင်နေတဲ့ဘီလီယံနာတွေရှိတယ်10မိနစ်အတွင်းအစားပို့ပေးနိုင်တဲ့အတွေရှိတယ်ဒါပေမဲ့အဲ့ဒီညမှာတော့အငိမ့်စားသူနာပြုဆရာမတယောက်ဟာနှလုံးဆေးဖို့ကလူမှုဖူလုံရေးဝင်ငွေထက်ပိုများနေတာကြောင့်ညစာကိုမုံဖုတ်ဆိုတာနဲ့ပဲဖြည့်သိမ့်ဖို့ပြင်ဆင်နေခဲ့ရတယ်။တင့်ရဲ့အိမ်နီးနားချင်းတွေကိုဂရုစိုက်ပေးကြပါအထူးသဖြင့်တိတ်တဆိတ်နေတတ်သူတွေကိုပေါ့မီးပိတ်ထားတဲ့အင်္ဂလိပ်တွေကိုပေါ့ဘာဖြစ်လို့လဲဆိုတော့သူတို့ကိုလှစ်လျူရှူထားတာဟာသူတို့ကိုပျောက်ကွယ်သွားအောင်လုပ်တာမဟုတ်ပဲကျွန်တော်တို့ကိုယ်တိုင်မျက်စိကွယ်နေတာဖြစ်နေလို့ပါပဲတဲ့ကျမဒီဆောင်းပါးလေးကိုဆရာဟမ်ဆိုင်စေးမန်းကနေယူလာပြီးဖတ်ပြတာပါရှင်ဒါကြောင့်ဆရာကိုလေးစားစွာ credit ပေးပါတယ်အခုကျမဖတ်ပြခဲ့တဲ့ဆောင်းပါးလေးကိုနားထောင်နေကြတဲ့ကျမရဲ့မိတ်ဆွေတွေအနေနဲ့ရှင်ထဲမှာတခုခုကြံခဲ့လိမ့်မယ်တခုခုရခဲ့လိမ့်မယ်လို့ကျမထင်မိပါတယ်တကယ်လို့ဒီဆောင်းပါးလေးကနေတခုခုရင်ထဲမှာခန်းစားလိုက်ရတယ်ဆိုရင်မှတ်လေးတွေရေးပြခဲ့ကြပါအောင်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်